Hello အားလုံးပဲမင်္ဂလာပါရှင်အခုကတော့မမောင်ကိုတည့်တီးတုတ်ကြီးအားလုံးလေအတန်းယောက်ျားဆိုင် ဟုတ်လိုက်အောင်တော့တထားမယ်နေစပ်ကြီးနဲ့ နဝေမချိုတဲ့တိုင်နဲ့မောင်မောင်လာလို့နားလေးကိုတန်ရင်ဘူးလေးလောင်းနေလိုက်သလိုပဲမောင်မောင်မခေါ်နဲ့ညီလေးလို့ခေါ်ဘာမောင်မောင် အမစားတော့သွားတယ်နေမှတ်ထားတော့နေပြောစကားနေမှတ်တာငါပြော ဒီလိုတိုင်ရင်ခေါ်တော့ ဆက်ပြတ်အခုမှလာပြော အတန်လေးငကိုရီးယားအဲ့တန် ငယ်ကအတန်ဘူးတကွအတန်ဘူးနည်းနည်းပြောတယ်အတန် ငကိုရီးယားအဲ့တန်ဆက်ဖို့လာပြောနေ အဲ့ဒါတန်နည်းပြောလေခေါ် ငကိုရီးယားအဲ့တန် နည်းအတန်ပြောလေခေါ် တထားမှာငါလည်းစက်ကွန်မတက်တော့ပါဘူးကြာလေကြာလေငါရဲလာမပေးနေတယ်ညမစားစားလာတော့ညငါလည်းငါဆိုင်ဆိုင်ရထင်နေမယ်နော်မလောက်ကျွေးတော့တော့ငါမှငါစားမှာညလည်းမကျွေးမအလင်းပြောင်ကငါတို့ကျွန်တော်ထုတ်လာမှညင်မနေ ငါထောင်းမယ်လေထွန်းထောင်းမယ်လေ ဒီဘက်တော့အလင်းပြနေတယ်လို့ဘယ်လိုအဲ့အဝေးကြီးတော့ကတ် ကြောက်လို့ပါဟာနင့်ကိုကြောက်လို့ပါဟာ နေကြရအများငါ့ကိုဆက်ခွဲနော် မပြောပါဘူးငါအခုမှလည်းမပြောတော့ပါဘူးမပြောလို့ငါမြို့ထောင်းပေးမယ် ခဏပြောစကားနေမှတာယောက်ျားတိုင်တော့ပြောထားတာနော် ဟုတ် မှတ်ထားယောက်ျားတိုင် ဒါကတော့လူဆိုတာတော့အမှန်တိုင်းကိုပြောမှရမှာလေ အားလုံးပဲမင်္ဂလာပါရှင်အခုအဝဲကတရတီးရယ်ငြိုပြီးစိမ့်ရယ်ဟင်ငတ်ပိရယ်ပြီးတော့အလှော်မုတ်ကလေးရယ်ပေါ့နော်စက်သွန်ဖြူရယ်စက်သွန်ဖြူရယ်ဟင်ငတ်ပိရယ်ငြိုပြီးစိမ့်ရယ်ကိုအရင်ဆုံးထောင်းပါမယ်ရှင်ထောင်းပြီးသားလို့ရှိလို့ရှိရင်တရတီးကိုခွာပြီးထည့်မှာဖြစ်ပါတယ်ရှင်တရတီးထောင်းလေးညနေတော့သူများမလည်းပြောလိုက်လို့တော်တော် ငါဘာလို့လဲ ပြီးကောမန်နံပါတ်ဝင်ပြောနေလိုက်သူများကမပြောပြလို့သူများကပြင်မ ဘာ နေ လို့ တယ် လဲငါ ဘာလိုက်ကြည့်နေည အော်ဒီမှာဘာဖြစ်နေမှာသပင်ကြလို့သပင်မိုးတွေမှာဝင်ကုန်မှာဆိုတော့ငါကြည့်ရလေ မင်းကမတက်ရအဲ့ဒါကြီးအားလုံးပဲစားကြပါအောင်ရှင်တရတီးလေးကိုထောင်းပါမယ်ထောင်းပြီးပြမယ် ဦးရဲ့အမှန်တော့အပြင်မှာ तू ကတကယ်ချောတာပါခင်ဗျာသူ့ရဲ့အသားကြီးကဝါဝင်းပြီးတော့လေ လာပြောတာပေါ့ လေအချော့ကြိုက်ရနော်တကယ်ပဲသိရအဲ့ဒီမိန်းမတွေမျိုးကအရန်ချော့ကြိုက်တာသိရသူတို့ချော့လိုက်ရင်သူကပျော့သွား ဆက်ဆက်မိမ တော့ငါမကြင်ယောက်ျားတိုင်နေမောင်းလို့ဘာမောင်း မခေါ်တော့ပါဘူးဒါနောက်ဆုံးပါပဲ ဒီတခါနောက်ဆုံးမို့ပြောတာပါ ဟာမဟုတ်အစင်းဆိုပြဒီတစ်ခါနောက်ဆုံးမင်း ဘာမဟုတ် ဘဝမှာနောက်ဆုံးမင်း ကျွန်တော်ပဲဒီနေ့ကကျွန်တော်ပဲ မရှိတော့ အဲ့ဒါမဟုတ်ဘူး နေဟာကြည်ခွေဘူးမွေးဖွားလေးသ တ လား န်းနဲ့ရှော့ညီမလေးတန်းနဲ့ရှော့အစိုးရတိတ်ခါကြရဲ့ညီမလေးတန်းနဲ့ရှော့အတိုင်းနဲ့ရှော့ပရော့ နောက်ချင်တော့တော့တော့ ဘာဖြစ်လို့ကြောက် ဘာသာဟာဖိုးထန်တာ ညီမလေးခဏညီမလေးစိတ်ရှော့ညီမလေးစိတ်ကြီးမှန်းသိတယ် နောက်ကြရစားဖို့တောက်ဖို့ချိန်နောက်ကြလိုက်မကလိနဲ့